အားလုံးသောဓမ္မမိတ်ဆွေသူတို့တင်သူတော်ကောင်းတို့မင်္ဂလာပါဒီကနေ့မှာတော့ဦးဇင်းအနေနဲ့ဓမ္မပဒပါဠိတော်မှာလာရှိတဲ့ဒေသနာတော်တစ်ပုဒ်ကိုအခြေခံပြီးဘဝမုန်တိုင်းတွေကိုဘယ်လိုဖြတ်ကျော်မလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးတင်ဆက်ချင်ပါတယ်ဦးဇင်းတို့တွေဓမ္မမိတ်ဆွေသူတော်တင်သူတော်ကောင်းတို့ရဲ့နေ့စဉ်ဘဝမှာမနေ့မိုးလင်းတာနဲ့ဖုံးမျက်နှာပြင်ပေါ်ကတည်င်းတွေအလောက်ခွင်ကဖီအားတွေမိသားစုအရေးလူမှုရေးစီးပွားရေးဒီလိုအရေးတွေနဲ့ပဲမိမိတို့ရဲ့တဏှိတာကိုအလောတကြီးဖြတ်တန်းနေကြရပါတယ်အခါတလေမှာကိုပြန်မေးကြည့်ဖို့ပါသလားငါတို့ဘယ်ကိုသွားနေတာလဲငါတို့ဘာတွေရှားနေတာလဲလူအတော်များများဟာအောင်မြင်မှုချမ်းသာမှုနောက်ကိုပြေးလိုက်နေကြရင်းနဲ့တကယ်တမ်းမှာတော့ဒုက္ခဆိုတဲ့ပင်လယ်ကြီးထဲမှာဒုက္ခဆိုတဲ့ပင်လယ်ကြီးထဲမှာနစ်မြုပ်နေကြရတာပါပဲမြတ်စွာဘုရားရှင်ကဘဝကိုပင်လယ်နဲ့နှိုင်းယှဉ်ပြီးတော့ဟောကြားခဲ့ပါတယ်ပင်လယ်ဟာကျေပြောသလိုလှိုင်းတဘိုးတွေလည်းပဲထမ်းပါတယ်အဲ့ဒီလိုပဲဓမ္မမိတ်ဆွေတို့ရဲ့ဘဝဟာလည်းလောဘလှိုင်းဒေါသလှိုင်းမောဟလှိုင်းတွေနဲ့အမြဲတမ်းရိုက်ခတ်ခံနေရတာပါအဲ့ဒီလိုင်းတွေကိုမဖြတ်ကျော်နိုင်တဲ့၍ဓမ္မမိတ်ဆွေတို့ဟာဒီဘက်ကမ်းမှာပဲဒုက္ခတွေနဲ့လုံးချလိုက်နေရအောင်ပါပါဒီကနေ့မှာတော့မြတ်စွာဘုရားရှင်ဓမ္မပဒပါဠိတော်မှာဟောကြားခဲ့တဲ့ယေစာခောတမ္မဒခာတိဓမ္မေဓမ္မာနုဝတ္တိနောဒေသနာပါရမတ္တန္တိမေဇုတိယံသုဒ္ဓရံဆိုတဲ့ဒေသနာတော်နဲ့အတူဓမ္မမိတ်ဆွေတို့ရဲ့ဘဝမုန်တိုင်းတွေကိုဘယ်လိုတည်တည်ငြိမ်ငြိမ်ဖြတ်ကျော်မလဲဆိုတဲ့အသိဉာဏ်တစ်ခုကိုရဖို့လေ့လာသွားကြပါမယ်ဒီဒေသနာတော်ရဲ့ပထမပိုင်းမှာယေစာခောတမ္မဒခာတိဓမ္မေဓမ္မာနုဝတ္တိနောလို့ဟောကြားတော်မူခဲ့ပါတယ်ဒီနေရာမှာတမ္မဒခာတိဆိုတာကိုအရင်ဆုံးလေ့လာကြည့်ရအောင်ပါကောင်းစွာဟောကြားထားခြင်းလို့အဓိပ္ပာယ်ရပါတယ်မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားဒေသနာတော်တွေဟာခမန်းချက်တွေမဟုတ်ပါဘူးလက်တွေ့ကြတဲ့အမှန်တရားတွေပါဥပမာမိကိုကင်ရင်ပူမဲဆိုတာဟာဘယ်ခေတ်မှာပဲဖြစ်ဖြစ်အမှန်တရားဖြစ်နေတယ်လို့ပါပဲဒေါသကိုဆွဲကင်ထားရင်ကိုယ်ပဲအရင်ဆုံးပူလောင်ရမယ်ဆိုတာဟာလည်းပဲဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားပါပဲဒုတိယစကားလုံးလေးကတော့ဓမ္မာနုဝတ္တိနောတဲ့ဒါဟာဒီကနေ့ရဲ့တန်ဖိုးရှိတဲ့စကားလေးပါပဲတရားတိုင်းလိုက်နာကျင့်ကြံသူလို့ဆိုလိုပါတယ်ဓမ္မမိတ်ဆွေတို့ရဲ့ယနေ့ခေတ်မှာတရားတွေကိုအများကြီးနာကြပါတယ်တရားပွဲတွေအများကြီးလည်းပဲသွားကြပါတယ်ဘုရားစာပေနဲ့ပတ်သက်တဲ့တရားစာအုပ်တွေများစွာဖတ်ကြပါတယ်ဒါပေမဲ့ဘာလို့မိမိတို့ရဲ့စိတ်တွေကမအေးချမ်းကြတာလဲအဖြေကတော့ဓမ္မမိတ်ဆွေတို့ဟာတရားကိုတီးပဲတိကြပြီးကျင့်ဖို့မေ့နေကြလို့ပါဒီမကောင်းဖြစ်တဲ့အခါဆရာဝန်ပေးတဲ့ဆေးညွှန်းကိုဖတ်နေုံနဲ့ယောဂမပြောက်ပါဘူးဆေးကိုတောက်မှသာယောဂပြောက်မှာပါအဲ့ဒီလိုပဲတရားတော်ကိုလက်တွေ့ဘဝထဲယူဆောင်လာပြီးတော့ကျင့်ကြံမှသာဓမ္မမိတ်ဆွေတို့ဟာတရားရဲ့အရသာကိုတကယ်ခံစားရမှာဖြစ်ပါတယ်ဒီဒေသနာတော်ရဲ့ဒုတိယပိုင်းမှာမစ္ဆုတေယံသုဒ္ဓရံလို့ဟောကြားတော်မူခဲ့ပါတယ်ဖြတ်ကျော်ဖို့အလွန်ခဲယဉ်းတဲ့တေမင်းရဲ့နယ်ပယ်လို့ဆိုလိုတာပါတေမင်းရဲ့နယ်ပယ်ဆိုတာတေခြင်းတရားတစ်ခုတည်းကိုပဲပြောတာမဟုတ်ပါဘူးမမြဲခြင်းဆင်းရဲခြင်းစိုးရိမ်ပူပန်ခြင်းဒီလိုဒုက္ခနယ်ပယ်အလုံးကိုဆိုလိုခြင်းသာဖြစ်ပါတယ်အခုခေတ်လူငယ်တွေကြုံတွေ့နေကြရတဲ့စိတ်ဖိစီးမှုတွေတောကတွေကိုယုံကြည်မှုပျောက်ဆုံးနေတာတွေနာဂတ်အတွက်ကြောက်ရွံ့နေတာတွေဟာလည်းပဲဒီမင်းရဲ့နေပယ်ထဲမှာပိတ်မိနေတာပါပဲဓမ္မမိတ်ဆွေတို့တွေဟာပစ္စည်းဥစ္စာတွေယာရုအာဏာတွေကြားမှာမိမိကိုယ်ကိုလုံခြုံပြီလို့ထင်ရပေမဲ့တကယ်တမ်းတော့ဒီမင်းရဲ့နယ်နိမိတ်ထဲကနေမလွတ်သေးပါဘူး
မြတ်စွာဘုရားရှင်ကဘာလို့ကြော်ဖြတ်ဖို့အလွန်ခရင်တယ်လို့သုံးလုံးတာလဲဘာကြောင့်လဲဆိုတော့ဓမ္မမိတ်ဆွေတို့ရဲ့ဆွဲလန်းမှုတွေကြောင့်ပါပဲငါရဲ့အလှပငါရဲ့ပိုင်ဆိုင်မှုငါရဲ့ဂုဏ်တတ်ဒီငါဆိုတဲ့အစွဲတွေကဓမ္မမိတ်ဆွေတို့ကိုပင်လေအောက်ခြေကိုဆွဲနစ်ထားတဲ့ကြောက်တုံးကြီးတွေနဲ့တူပါတယ်အဲ့ဒီကြောက်တုံးကြီးတွေကိုမဖြုတ်ချနိုင်တဲ့၍တစ်ဖက်ကန်းကိုကူးဖို့ဆိုတာတကယ်ပဲခဲရင်လာပါတယ်နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာခဲရင်လာပါတယ်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ဘယ်လိုကျင့်ကြံမလဲဓမ္မနုဝတ္တိတော်တရားဖြစ်ဖို့တရားတိုင်းကျင့်ကြံသူဖြစ်ဖို့ဘာတွေလုပ်ရမလဲပထမဆုံးအနေနဲ့တတိတရားရှိဖို့လိုပါတယ်တတိတရားကိုလက်နဲ့လို့အသုံးချပါအခုခေတ်မှာဖုံးသုံးနေရင်နဲ့စိတ်တွေလွတ်နေတတ်ပါတယ်စာရေးနေရင်လည်းပဲတခြားຢာတွေကိုတွေးနေတတ်ပါတယ်ဒါဟာတရားနဲ့ကင်းကွာနေတာပါတတိကင်းကွာနေတာဖြစ်ပါတယ်တတိရှိတဲ့သူဟာလက်ရှိအခိုက်အတန့်မှာပဲနေပါတယ်သူတစ်ပါးကိုအပြစ်တင်မဲ့အစားကိုယ်စိတ်ထဲကဖြစ်ပေါ်လာတဲ့ဒေါသကိုပဲတတိနဲ့စောင့်ကြည့်လိုက်ပါအဲ့ဒါလို့စောင့်ကြည့်လိုက်တဲ့အခိုက်အတန့်မှာတင်မိမိတို့ရဲ့စိတ်ပူလောင်မှုတွေဟာတိတိတသာရောကျသွားပါလိမ့်မယ်ဒုတိယတစ်ချက်ကကိုကျင်းစာတရားပါအခုခေတ်မှာတယောက်နဲ့တယောက်အပြိုင်ဆိုင်တွေများလာတဲ့အခါမေတ္တာတရားတွေခေါင်းပါလာပါတယ်တရားတိုင်းကျင့်ကြံသူဟာငါကိုရှေ့တန်းမတင်ပဲငါလိုပဲသူလည်းဒုက္ခရောက်မှာပဲဆိုတဲ့ကိုကျင်းစာစိတ်နဲ့ဆက်ဆံပါတယ်ဒါဟာဘဝပင်လယ်ကိုဖြတ်ကျော်ဖို့လော်တဲ့တစ်ခုကိုရရှိလိုက်တာနဲ့အတူတူပါပဲတရားကျင့်တယ်ဆိုတာကတော့တော်ရဲသွားမှဘုန်းကြီးကျောင်းသွားမှမဟုတ်ပါဘူးမိမိတို့တွေအလုံးလုံးရင်လမ်းသွားရင်ဥပမာကားပိတ်နေတဲ့ချိန်မှာစိတ်မတူအောင်ထိန်းတာအခုခုအစင်မပြေတဲ့ချိန်မှာဒေါသမထွက်အောင်ထိန်းတာအလုတ်ကမှာအစင်မပြေမှုတွေကိုသိခံတာသူတစ်ပါးရဲ့အောင်မြင်မှုတွေကိုဝမ်းမြောက်တာဒါတွေအလုံးဟာလည်းပဲတရားအတိုင်းကျင့်ကြံနေထိုင်ခြင်းသာဖြစ်ပါတယ်နေထိုင်ခြင်းပါပဲဒီဒေသနာတော်ရဲ့အဆုံးမှာဒေသနာပါရမစ်တန်ဒီလို့ဟောကြားခဲ့ပါတယ်ထိုသူတို့သည်တစ်ဖက်ကန်းသို့ရောက်ကြကုန်တန်းတဲ့တစ်ဖက်ကန်းဆိုတာဘယ်မှာလဲတစ်ဖက်ကန်းဆိုတာတောကကင်းစင်တဲ့နေရာဘေးကင်းရာနေရာစိတ်အေးချမ်းရာနေရာနိဗ္ဗာန်ဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့အားလုံးဟာဒုက္ခပင်လယ်ကြီးထဲမှာကုခတ်နေရတဲ့ခီးတွေပါပဲအဲ့ဒီခီးမှာဓမ္မမိတ်ဆွေတို့အားကိုးရမှာကတော့မြတ်စွာဘုရားရှင်ရဲ့တရားတော်ပဲဖြစ်ပါတယ်လူငယ်တွေအတွက်ပြောချင်တာကတော့အောင်မြင်မှုနောက်ကိုလိုက်တဲ့အခါတရားကိုလက်မလွတ်ပါနဲ့တရားရှိတဲ့သူရဲ့အောင်မြင်မှုဟာပိုပြီးတော့ခိုင်မြဲသလိုပိုပြီးတော့လည်းအေးချမ်းပါတယ်လူကြီးတွေအတွက်ကတော့ဘဝရဲ့အတ္တကြတွေကိုတရားဓမ္မနဲ့ရင်ဆိုင်မှာဖြည့်ရှင်းမှာဇလံမှုတွေကိုတဖြည်းဖြည်းရော့ချခြင်းဟာတစ်ဖက်ကန်းကိုပိုပြီးတော့နိကတ်သွားစေတာပါပဲဘဝဆိုတာအချိန်တန်ရင်အလုံးကိုထားခဲ့ရမှာပါပဲအဲ့ဒီခါမှာဓမ္မမိတ်ဆွေတို့နဲ့အတူတူပါသွားမှာကတော့ဓမ္မမိတ်ဆွေတို့ပြုခဲ့တဲ့ကုသိုလ်တွေဓမ္မမိတ်ဆွေတို့ပြုခဲ့တဲ့ဒါနတွေသီလတွေကျင့်ကြံခဲ့တဲ့တရားဓမ္မတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကစပြီးစာအုပ်ထဲကတရားတွေကိုမိမိတို့ရဲ့နှလုံးသားတွေရောက်အောင်ကျင့်ကြံကြည့်ပါမုန်တိုင်းတွေဘလောက်ပဲထန်ပါစေလောကဓာတ်တွေဘလောက်ပဲကြမ်းတမ်းပါစေဘဝတွေဘလောက်ပဲခက်ခဲပင်ပန်းနေပါစေမိမိတို့ရဲ့ရင်ထဲနှလုံးသားထဲမှာတရားရှိနေရင်မိမိဟာလုံခြုံနေမှာပါဒါကြောင့်အားလုံးပဲတရားဓမ္မရဲ့အရေးအောက်မှာငြိမ်းချမ်းကြပါစေလိုင်းတဘိုးထန်လာတဲ့တန်တရားဝဲဩကကြီးကိုအောင်မြင်စွာဖြတ်ကျော်ပြီးအေးချမ်းရာတစ်ဖက်ကန်းကိုအတူတူဆက်ရောက်နိုင်ကြပါစေလို့ဆုတောင်းရင်းအလုံးသောဓမ္မမိတ်ဆွေသူတော်တင်သူတော်ကောင်းတို့သည်နေ့ရက်တိုင်းမှာဘဝမုန်တိုင်းတွေကိုဖြတ်ကျော်နိုင်ကြတဲ့သူတော်တင်သူတော်ကောင်းတွေဖြစ်နိုင်ကြပါစေ